မင်္ဂလာပါရှင်အကျဉ်းသားပြည်စုံဇီဝကစေယုံကြီးကိုမန္တလေးမြို့ဂုံဆောင်စေယုံကြီးတစ်ခုအဖြစ်ဖွင့်လှစ်လိုက်ပါပြီရှင်ကျမ်းမာခြင်းဟာလက်တပါလို့ပြောကြတယ်တကယ်ကြုံဘူးမှနားလည်မယ်အရေးကြုံတဲ့အချိန်ကြာရွေးချယ်မှုတွေကဘဝအတွက်အဆုံးအဖြတ်ပါပဲအကျဉ်းသားပြေဆုံးဇီဝကစေယုံစေတနာကယူနာတွေရဲ့အမြဲတမ်းလွှမ်းခြုံထာဝရလမ်းဖြာစေတာကနဝင်မြောက်တဲ့စိတ်ထားမြမပြေချမ်းမနိုင်စေတာဇီဝကစေယုံကျင့်ဝတ်ကောင်းတွေကိုင်ဆွဲလို့ယူဖြောင်းမှန်ကန်တာဝန်ခံမှုရှိတာအမှန်ခင်မီစံတဲ့ချင်းနဲ့ရလက်ကောင်းတွေနဲ့လှမ်းခဲ့ထွေးပွေချိုမယ်အကျဉ်းသားပြေဆုံးဇီဝကစေယုံစေတနာကယူနာတွေရဲ့အမြဲတမ်းလွှမ်းခြုံထာဝရလမ်းဖြာစေတာကနဝင်မြောက်တဲ့စိတ်ထားမြမပြေချမ်းမနိုင်စေတာဇီဝကစေယုံအကျဉ်းသားပြေဆုံးဇီဝကစေယုံစေတနာကယူနာတွေရဲ့အမြဲတမ်းလွှမ်းခြုံထာဝရလမ်းဖြာစေတာကနဝင်မြောက်တဲ့စိတ်ထားမြမပြေချမ်းမနိုင်စေတာဇီဝကစေယုံထာဝရလမ်းဖြာစေတာကနဝင်မြောက်တဲ့စိတ်ထားမြမပြေချမ်းမနိုင်စေတာဇီဝကစေယုံ